PUBG player unknown battleground ဆိုတော့ဒီ game က mobile game မှာတိုင်းတည်တဲ့ game တစ်ခုဖြစ်ကြမယ်လို့ထင်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ PUBG ရဲ့ original map တစ်ခုဖြစ်တဲ့ Orange ရဲ့တမိုင်းကြောင်ကိုရှင်းပြသွားမှာဖြစ်ပါတယ်ဆိုတော့ဘာလုံးနေတော့ပါလဲကြာတယ်အခုချက်ချင်း Orange game ရဲ့တမိုင်းကြောင်ကိုစလိုက်ကြရအောင်ဆိုတော့ကျွန်တော်တို့အရင်ဆုံး1965ခုနှစ်ပြန်သွားလိုက်ကြရအောင်ဆိုတော့ဒီ video မှာရနေတဲ့ Russia ကောင်တွေက PUBG တမျိုးခေါ်တဲ့ player unknown battleground ရုပ်ဖတ်ရတဲ့ကောင်လေးတယောက်ဖြစ်ပါတယ်ဆိုရဲ့ union ကအဲ့ Orange ရဲ့ကျုံးမှာရှိတဲ့လူတွေပြည်စီရေးရှင်းပြပြအရာအလုံးကိုဖျက်ဆီးခဲ့ဆိုတော့အဲ့လိုဖျက်ဆီးပြီးတဲ့အပြင်ဒီကျုံးမှာရှိတဲ့လူတွေကိုရေးရေးဆက်ဆက်တောက်တင်ခဲ့ပြီးတော့ဒါပေမဲ့ရေးရေးဆက်ဆက်တောက်တင်ခဲ့တဲ့မှာအဲ့ကောင်တွေကမပါသွားခဲ့ဘူးဆိုတော့အဲ့ဒီကောင်တွေကချောင်းကျိုးချောင်းကောက်လောင်ချောင်းကြောင်ချမ်းမှာပုံပြီးတော့ဒီရန်သူတွေရဲ့လက်ထက်နဲ့လွတ်မြောက်ခဲ့တယ်ပေါ့ဆိုတော့အဲ့ကောင်တွေကချောင်းကြောင်လောင်မှာပုံနေနေလူဆန္ဒအသက်ရှင်ခြင်းခဲ့သူဆိုတော့သူတယောက်ပဲကျန်ခဲ့တယ်ဆိုတော့နှိမ့်နေကြတဲ့အချိန်မှာအဲ့ကောင်တွေကအဲ့ကျုံမောကစိုးဝါးဆုံးရာတွေကိုခံစားခဲ့ရတယ်စိုးဝါးတဲ့ရာသီဥတုတွေစိုးဝါးတဲ့တန်တွေကိုခံခဲ့ရဒါပေမဲ့အဲ့ကောင်တွေကအဲ့ကျုံမောနဲ့တနည်းတီးနဲ့အသက်ရှင်ပြီးတော့လွတ်မြောက်ခဲ့တယ်နဲ့ပဲအဲ့ကောင်တွေကအဲ့ဒီကျုံမောမှာအသက်တွေထွေးထွေးကြီးလာပြီးတော့လက်နက်ပစ္စည်းတွေလဲလဲကြောင်းဝင်ခဲ့ပြီးတော့ချမ်းသာလာခဲ့တယ်ဒီလိုနဲ့ပဲဒီကောင်တွေကအဲ့ကျုံမောမှာချမ်းသာတော့ဖြစ်သွားခဲ့အဲ့ဒီလိုနဲ့ပဲသူ့မှာကြံတစ်ခုပေါ်လာခဲ့တယ်အဲ့ဒါသူကတခြားသူရဲ့ survival skill တက်ရှင်နိုင်တဲ့ skill ကိုစမ်းသပ်ဖို့အတွက်ကြိုးစားခဲ့တယ်ဆိုတော့တခြားသူတွေကသူ့လူမျိုးဘယ်လောက်ထိအသေးချာချာရှင်းနိုင်လဲဆိုတာစမ်းသပ်မှုတွေသူစားရခဲ့တယ်။အဲလိုနဲ့ပဲသူကလူရောက်တရားကိုစုစည်းပြီးတော့ပြန်ဝင်စတင်လာခဲ့တယ်။အဲရောက်တရားတယောက်နဲ့တယောက်ရှင်းနေပြီးရှင်းပြပါရေးတက်ပြတ်ပြီးတော့နောက်ဆုံးကျန်တဲ့တရားကိုအနိုင်ဖြစ်တမန်ခဲ့။ဆိုတော့အဲ့ဒီကောင်တွေကသူ့ရဲ့ပြန်ဝင်သုံးဖို့အလုပ်သမားတွေကိုလက်နက်ကိရိယာမျိုးစုံပေးပြီးတော့မြေပုံရဲ့နေရာတစ်ချက်ချက်မှာရှိမှတိုက်ခိုက်ခိုင်းစေခဲ့တယ်။အဲ့လိုနဲ့ပဲသူက CCTV တွေကားတွေ train တွေကိုမြေပေါ်ရဲ့နေရာနဲ့လက်နက်တွေပစ္စည်းကိုမြေပေါ်ရဲ့နေရာနဲ့မှချထားခဲ့တယ်ဒီလိုနဲ့ပဲပြန်ကုန်ရဲ့ရောက်တဲ့အဖြစ်ရည်ချက်ခံရတဲ့လူတွေကကျွန်းရဲ့နေရာနဲ့ရောက်ရှိပြီးတော့အချင်းချင်းရှင်းနိုင်တိုက်ခိုက်ကြတယ်ဆိုတော့သူကအဲ့လိုမျိုးနောက်ဆုံးကြံခဲ့တဲ့ပြန်ကုန်တွေတယောက်တည်းကိုသာကြော်ကြားမှုတွေနဲ့ပတ်စံတွေအများကြီးပုံဖော်ပြီးမယ်လို့ပြောခဲ့တယ်ဒီပြန်ကုန်မှာရှိတဲ့တခုတည်းတော့စီးမြင်ကနောက်ဆုံးကြံခဲ့တဲ့လူတယောက်ကိုသာအနိုင်ဖြစ်တတ်မှတ်မယ်လို့သတ်မှတ်ထားတဲ့စီးမြင်တခုတည်းဖြစ်တယ်အဲ့လိုနဲ့ပဲဒီပြန်ပွဲကပိုးရင်းနာမည်ကြီးလာခဲ့ပြီးတော့လူအများကြားမှာပိုးရင်းစိတ်ဝင်စားမှုခံခဲ့ရတယ်ဆိုတော့အဓိကနာမည်ကြီးနေတာတော့ဒီ internet ကြောင့်ပေါ့နော်အဲ့လိုနဲ့ပဲဒီ background တုံးမဟုတ်ပြန်ဝဲလို့ခေါ်တဲ့အရာကြီးတစ်ခုကအောင်မြင်လာခဲ့ပြီးတော့လူအများကြီးစိတ်ဝင်စားမှုခံခဲ့ရတဲ့အတွက်တဝဲသူစတိုက်ပြုလုပ်ခဲ့အဲ့လိုနဲ့ပဲသူကစီးမြင့်တွေတိုးချက်ခဲ့တယ်အဲ့စီးမြင့်တွေကဘာလဲဆိုပုံမှန်လို့တယောက်တည်းမဟုတ်တော့ဘဲနဲ့၄ယောက်အနေနဲ့စီးမြိုက်တိုက်ခိုက်ရမယ့်အရာတစ်ခုဖြစ်တယ်နဲ့ပဲဒီပြိုင်ပွဲကြီးပိုးရင်းနာမည်ကြီးလာခဲ့ပြီးတော့သူကဒီပြိုင်ပွဲကို location အသစ်တွေနဲ့တိုးချက်ဖို့စီစဉ်ခဲ့တယ်အဲ့လိုနဲ့ပဲသူက location တွေကိုဒီလိုမျိုးကျုံးပေါ်မှာလည်းမဟုတ်တော့ဘဲနဲ့တဲခဏရတော့နှင်းရင်းလုံးနဲ့တခြားနေရာအဆုံးမှာပြုလုပ်ခဲ့တယ်ဆိုတော့ဒါကတော့နောက်ထပ်မြေပုံတွေတမိုင်းကြောင်တစ်ခုပေါ့နော်ဆိုတော့ကျွန်တော်တို့ Orange ရဲ့တမိုင်းကြောင်တွေကတော့ဒီမှာနေပြီးဆုံးသွားပြီဆိုတော့ကျွန်တော်ပြောခဲ့တဲ့အရာတွေထဲမှာတခြားလူတွေတူအောင်တူနေတာဖြစ်တဲ့အတွက်တူပါခဲ့ရတဲ့ credit ပေးပါတယ်ဆိုတော့အားလုံးပဲနောက်ဗီဒီယိုမှာပြန်လည်တွေ့ကြရအောင် bye bye